breaking news ကြီးညာမှာပါ breaking news ကလောလောလတ်လတ်ကိုဖျက်ထားတာပါလောလောလတ်လတ်ကိုဖျက်ထားတဲ့ breaking news ပါအမေရိကန်သမ္မတကဗင်နီဇွဲလားကိုဝင်တိုက်တဲ့အကြောင်းသတင်းထုတ်ပြန်ပါတယ်မနေ့ညကဗင်နီဇွဲလားအချိန်ဗင်နီဇွဲလားနိုင်ငံရဲ့အချိန်ညတနာရီ9မိနစ်မှာဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်မှာပုံကောက်ပောက်ကွဲမှုတွေအကြီးအကျယ်ကြားရပါတယ်နော်စစ်စင်ရေးတစ်ခုဖြစ်ပါတယ်အဲ့တော့အမေရိကန်စစ်ရဟတ်ယာဉ်တွေကဗင်နီဇွဲလားနိုင်ငံမြို့တော်ကိုဝင်ချသွားပါတယ်ပြီးတော့အမေရိကန်သမ္မတကကြေညာပါတယ်ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတနဲ့သူ့ရဲ့ဇနီးကိုဖမ်းဆီးခေါ်ဆောင်သွားပြီဆိုပြီးတော့အဲ့တော့မနေ့ညဆိုတာကအခု2ရက်နေ့ညဗင်နီဇွဲလားအချိန်ညတနာရီ9မိနစ်မှာဗင်နီဇွဲလားနိုင်ငံမြို့တော်ကာရာကတ်စ်ကိုအမေရိကန်ကစစ်စင်ရေးတစ်ခုလုပ်ပြီးသမ္မတကိုဝင်ဖမ်းပါတယ်အဲ့ဒီဗင်နီဇွဲလားနိုင်ငံသမ္မတမာဒူရိုနဲ့သူ့ရဲ့ဇနီးကိုလက်ရဖမ်းဆီးထားပြီးအမေရိကန်နိုင်ငံကိုပြန်လည်ခေါ်ဆောင်လာပြီလို့အမေရိကန်ကကြေညာထားပါတယ်ဗင်နီဇွဲလားနိုင်ငံမြို့တော်မှာအဲ့ဒီညဥပိုင်းဒီညတကောင်ရမှာဘုံပေါက်ကွဲမှုတွေနေရာနှံ့ကြားရတယ်။ဘာဖြစ်မှန်းလည်းမသိဘူး။အခုမှဗင်နီဇွဲလားနိုင်ငံမှာမိုးလင်းကာစားပဲရှိပါသေးတယ်။အဲ့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်လို့တကမ္ဘာလုံးစားသိတာပါ။အမေရိကန်ကဒီစစ်စင်ရေးကိုဘယ်သူမှမပြောထားပါဘူး။အမေရိကန်လွှတ်တော်တော်မသိကြဘူးလို့ပြောနေပါတယ်။အဲ့တော့မနေ့ညလွန်ခဲ့တဲ့နိုင်ပိုင်းအတွင်းကဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရာကတ်မှာဘူပေါက်ကွဲမှုတွေအကြီးအကျယ်ဖြစ်တယ်။အမေရိကန်ကစစ်စင်ရေးတစ်ခုဝင်လုပ်တယ်။သမ္မတကိုဝင်ဖမ်းတာပါ။အဲ့တော့အမေရိကန်စစ်လက်ဟတ်ရင်တွေဗင်နီဇွဲလားကောင်းကင်ယံမှာဘူပေါက်ကွဲမှုတွေကြားရတယ်။စစ်ရဲရင်တွေပြန်သားနေတာတွေ့တယ်။မြို့တော်မှာရှိတဲ့ပြည်သူတွေကလည်းဘာဖြစ်မှန်းမသိဘူး။ဘယ်သူမှလည်းအပြင်မထွက်ရဘူး။အခုမနေ့မိုးလင်းသွားပြီ။မနေ့မိုးလင်းနေထွက်ပြီးအဲ့ဒီအချိန်မှာမြို့တော်တစ်ခုလုံးငြိမ်သက်နေတယ်အဲ့ဒီအချိန်မှာဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတကြီးနဲ့ဇနီးကိုအမေရိကန်ကလက်ရဝင်ရောက်ဖမ်းဆီးသွားပြီးနိုင်ငံရဲ့ပြင်ပကိုခေါ်ထုတ်သွားပြီးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ Truth Social Media ကနေကြေညာပါတယ်ပြီးတော့ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်းမှာပဲအမေရိကန်အထက်လွှတ်တော်အမတ်တယောက်ကနိုင်ငံခြားရေးဝန်ကြီးရိုဘီယိုရဲ့ပြောကြားချက်အရအတည်ပြုချက်အရဗင်နီဇွဲလားသမ္မတကိုအမေရိကန်နိုင်ငံရဲ့တရားရေးစီစနစ်နဲ့အတူအမေရိကန်နိုင်ငံကိုဖမ်းဆီးခေါ်ဆောင်လာနေပြီးအမေရိကန်နိုင်ငံမှာတရားရုံးတင်ပြီးတရားခွင်မှာစစ်ဆေးမယ်ဆိုပြီးပြောပါတယ်အဲဒီအတွက် Facebook အခြေခံဥပဒေပုံမှန်2အရထင်တယ်အမေရိကန်နိုင်ငံသားတွေကိုတို့ဒီထိခိုက်အောင်အန္တရာယ်ရှိအောင်ပြုလုပ်တဲ့လူကိုအမေရိကန်နိုင်ငံရဲ့တရားစီရင်စနစ်အရဝင်ရောက်တားဆီးကာကွယ်ခွင့်ရှိတာအဲ့ဒီ Facebook အခြေခံဥပဒေပုံမှန်တွေကိုအသုံးချပြီးဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတမာဒူရိုနဲ့ဇနီးကိုအမေရိကန်ကညတုန်းကဝင်ရောက်ပြီးတော့သူ့နိုင်ငံရဲ့မြို့တော်မှာဝင်ရောက်ဖမ်းဆီးသွားပါတယ်အမေရိကန်နိုင်ငံကလွန်ခဲ့တဲ့4လ5လအတွင်းဗင်နီဇွဲလားနိုင်ငံသားတစ်ဝိုက်မှာစစ်စင်ရေးအကြီးအကျယ်လုပ်နေတယ်။အဲ့တော့အမေရိကန်စစ်ထောက်လှမ်းရေးတွေနဲ့အမေရိကန်ထောက်လှမ်းရေးတွေဤပညာတွေနဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ဒီလုံခြုံရေးတွေပြတဲ့တပ်တွေပဲနေရာရှိတယ်လေသမ္မတပဲမှာရှိတယ်အဲ့ဒါတွေကိုအသေးစိတ်သူတို့ကထောက်လှမ်းပြင်ဆင်ပြီးမှအခုသူတို့အချိန်ကြာတဲ့အချိန်မှာသမ္မတကိုအထိခိုက်အနည်းဆုံးနဲ့ဝင်ဖမ်းပါတယ်။အမေရိကန်နိုင်ငံကဗင်နီဇွဲလားနိုင်ငံကိုစစ်တိုက်ဖို့အစီအစဉ်မရှိဘူးလို့ပြောပါတယ်။အဲ့တော့ဗင်နီဇွဲလားနိုင်ငံမှာကြံခဲ့တဲ့ဒုတိယသမ္မတအမျိုးသမီးပါသူကတော့လက်ရှိမှာသူရဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရသူလက်ရှိတိုင်းပြည်ကိုထိန်းချုပ်ထားတယ်သမ္မတနဲ့ဇနီးဟာပျောက်နေတယ်ဘယ်ရောက်နေမှမသိဘူးဆိုပြီးတော့ကြေညာပါတယ်ဒါကဗင်နီဇွဲလားနိုင်ငံရဲ့ဒုတိယသမ္မတကကြေညာတာအမေရိကန်ဘက်ကသမ္မတဒေါ်နယ်ထရန့်ကြေညာတာကကြတော့သမ္မတကိုအမေရိကန်စစ်တပ်ကဝင်ဖမ်းသွားပြီအခုတိုင်းပြည်ရဲ့ပြင်ပကိုခေါ်ထုတ်လာပြီတခါအထက်လွှတ်တော်အမတ်တယောက်ကပြောတာကအခုလေးတင်ပြောတာက
ထက်လို့တော့အမတ်တရကပြောတာကသူနိုင်ငံခြားရေးဝန်ကြီးရိုဘီယိုဇီကနေသတင်းရတယ်အမေရိကန်တရားရုံးရဲ့စနစ်အရသမ္မတဗင်နီဇွဲလားသမ္မတကိုအမေရိကန်နိုင်ငံကိုခေါ်ဆောင်လာပြီးအမေရိကန်နိုင်ငံမှာတရားရုံးမှာတရားစီရင်မယ်ဆိုပြီးတော့ပြောပါတယ်အဲ့တော့အမေရိကန်ရဲ့သတင်းချက်လက်များအရဒီအထူးဖြစ်စီကံကသတင်းကိုတောက်လျှောက်လိုက်နေတာပါဒါကလိုက်ဖြစ်နေတာပေါ့အဲ့တော့ CNN ကဗင်နီဇွဲလားမှာရှိတဲ့သူ့ရဲ့သတင်းတောက်နဲ့အခုပဲအင်တာဗျူးလုပ်သွားတယ်အဲ့ဒီအင်တာဗျူးမှာတော့ဗင်နီဇွဲလားနိုင်ငံမှာတော့နေထွက်နေပြီဗင်နီဇွဲလားပြည်သူတွေကဘာဖြစ်မှန်းလည်းမသိဘူးဒါပေမဲ့ဘာအတမ်းမှလည်းမကြားတော့ငြိမ်သက်နေပြီလို့ဒါဒီ confirmation ပေးပါတယ်အဲ့တော့ဒီသတင်းကလက်ရှိဖြစ်နေတဲ့သတင်းမှာဘယ်သူမှအတိအကျရေးရမသိသေးဘူးသမ္မတဒေါ်နယ်ထရန့်ကကြေညာလို့သာလေဗင်နီဇွဲလားသမ္မတနဲ့ဇနီးကိုအမေရိကန်ကလာရောက်ဝင်ရောက်ဖမ်းဆီးသွားပြီဆိုတာကိုတကမ္ဘာလုံးသိသွားတာပါပြီးတော့ဒီအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကဗီဒီယိုစစ်ရေးဗီဒီယိုထုတ်ပြန်ထားပါတယ်အဲ့ဒီဗီဒီယိုရဒါဒီစီယံမှာထောက်လျှောက်ပြနေပါတယ်ကမ္ဘာသတင်းဌာနတွေမှာပြနေပါတယ်မင်းညာကအဲ့ဒီဗင်နီဇွဲလားမြို့တော်မှာပောက်ကွဲမှုတွေအကြီးအကျယ်ဖြစ်တယ်ဟိုကျွန်တော်ဖြစ်ဖို့များတာက drone နဲ့ဖြစ်တဲ့ပုံစံပဲเนาะဒီကျွန်တော်တို့မီရှူမီပန်းပေါက်တယ်လို့ပဲဒီနေရာတချို့မှာပောက်ကွဲတယ်ပြီးတော့အဲ့ဒီဗင်နီဇွဲလားနိုင်ငံရဲ့ကာရက်ကမြို့တော်မှာအမေရိကန်စစ်ရဟတ်ယာဉ်တွေပြန်တန်းနေတာကိုတွေ့ရတယ်အဲ့ဒီဗီဒီယိုပုံတွေတော့ကမ္ဘာသတင်းမီဒီယာတွေမှာပြန့်နှံ့နေပါတယ်အဲ့တော့အမေရိကန်သမ္မတကြီးညာလို့ဒါကသူတို့လက်ရဖန်ဆီးထားပြီးသေးကြလို့ကြီးညာတာဖြစ်ပါတယ်ဒါကြောင့်ဗင်နီဇွဲလားနိုင်ငံကဒီကိစ္စဟာဒါဗင်နီဇွဲလားနိုင်ငံရဲ့ဒီအချုပ်အခြာအာဏာကိုထိရောက်စော်ကားတယ်ဆိုပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီးနော်အစည်းအဝေးခေါ်ပြီးဒီကိစ္စကိုကန့်ကွက်မယ်လို့ပြောပါတယ်ထိုနည်း၎င်းပဲပနားမားနိုင်ငံကလည်းဒီကိစ္စဟာရာဇဝမှုဖြစ်တယ်ဆိုပြီးတော့ကြေညာချက်တွေထုတ်နေပါတယ်အဲ့တော့အမေရိကန်ဘက်ကတော့အမေရိကန်အထက်လွှတ်တော်အမတ်တယောက်ကပဲစတင်တုံ့ပြန်တာတွေ့ရသေးတယ်ဘယ်သူမှမပြောသေးဘူးဘာမှလည်းကြည့်ရတာအမေရိကန်နိုင်ငံမှာလည်းမိုးချုံနေတဲ့အချိန်ပဲရှိသေးတယ်ထင်တယ်တမို့လဲမနဲ့အစိုးရပဲရှိသေးတယ်အဲ့တော့ဒါ latest news ပါတကယ် breaking news ပါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအမေရိကန်ကဗင်နီဇွဲလားနိုင်ငံကိုလွန်ခဲ့တဲ့9လကစစ်ရေးအရေးယူမယ်ဆိုပြီးတော့အမေရိကန်ရဲ့အကြီးဆုံးလေတင်သင်္ဘောကိုပို့ထားပြီးဗင်နီဇွဲလားရဲ့ပင်လယ်ပြင်ကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးဒီကတ်တယ်လို့ခေါ်တဲ့ဒီမူရေးစေဝါခေါင်းဆောင်တွေရဲ့ဒီသင်္ဘောတွေကိုအမေရိကန်ကတိုက်ခိုက်နေတာ4-5-6စီးရှိနေပါပြီအဲ့တော့ဒီနေ့နိုဘယ်ငြိမ်းချမ်းဆုရသွားတာလေဗင်နီဇွဲလားနိုင်ငံရဲ့အတိုက်ခံအမျိုးသမီးပါဒါကြောင့်နိုဘယ်ငြိမ်းချမ်းဆုပေးတဲ့နေ့မှာဗင်နီဇွဲလားနိုင်ငံအတိုက်ခံအမျိုးသမီးကနော်ဝေးနိုင်ငံကိုမရောက်လာနိုင်ပါဘူးနောက်တနေ့ကျမှသူရောက်လာတာပါသူရောက်လာတဲ့အချိန်မှာသူပြောသွားပါတယ်အမေရိကန်သူတင်မောကဗင်နီဇွဲလားထွက်ခွာလာမှာဖြစ်တဲ့အတွက်မှားယွင်းပြီးတော့သူ့ကိုမပြစ်ပါနဲ့ဆိုပြီးကြေညာပြီးမှသူကထွက်လာတာပါတိုက်ပြည်ကနေပြီးတော့နော်ဝေးမှာလာပြီးတော့ငင်းငင်းလို့ပဲစူရတာပါကျွန်တော်တို့ຫນွေဦးဒေါ်လာကြီးဖြစ်ခါစားမှာနေဖြစ်ပြီးခါစားနေဖြစ်အဲ့ဒီကာလမှာဗင်နီဇွဲလားနိုင်ငံမှာဒီဆန္ဒပြပွဲတွေအကြီးကျယ်ဖြစ်ပြီးဒီအတိုက်ခံအဖွဲ့ကိုအနောက်နိုင်ငံများကထောက်ခံထားတာကျွန်တော်တို့လည်းအများကြီးပြောထားပြီးသားပါအဲ့ဒီရဲ့နောက်ဆက်တွဲအနေနဲ့အမေရိကန်ကဗင်နီဇွဲလားရဲ့ဒီအာဏာရှင်အဲ့ဒီအာဏာရှင်ကိုဒီအမေရိကန်အစိုးရကနော်အမေရိကန်အစိုးရကအမေရိကန်စစ်တပ်ကအထူးစစ်စင်ရေးလုပ်ပြီးတိုင်းပြည်ကိုစစ်မဖြစ်ပဲနဲ့ခေါင်းဆောင်ကိုပဲဝင်ဖမ်းသွားတာပါအဲ့ဒီခေါင်းဆောင်ကိုဖမ်းပြီးတော့အမေရိကန်နိုင်ငံမှာတရားရုံးထုတ်မှာဒါမျိုးကလည်းပနားမားသမ္မတနိုတေဂါကိုအမေရိကန်ကတခါလှုပ်ထားမှုပါတယ်အဲ့လိုပဲဝင်ဖမ်းမှုပါတယ်ဂဒါဖီတုန်းကလည်းအမေရိကန်ကဂဒါဖီရဲ့အိမ်ကိုအဲ့လိုပဲပြစ်ပူပါတယ်နော်အမေရိကန်ကသူလုပ်ရင်တကယ်လုပ်တာပါဒါပေမဲ့ဒီပူတင်လိုဟိုဥပက္ခဟိုလက်လွတ်စပယ်
ဝင်တိုက်တာမျိုးနဲ့လူတွေအမြောက်များသေးတာကိုအမေရိကန်ဘယ်တော့မှမရွေးပါဘူးအမေရိကန်သူ့နိုင်ငံသားတွေအမြောက်များသေးမယ်စစ်စစ်ရေးဘယ်တော့မှမလုပ်ပါဘူးအရေးကြီးတဲ့ပြစ်မှတ်ကောင်းကိုပဲဝင်ဖန်တာမျိုးတွေအများကြီးလုပ်ပါတယ်အဲကြောင့်ကမ္ဘာမှာရှိတဲ့အာဏာရှင်တွေဖိန်တုံအောင်ကြောက်ရတဲ့တုံနေအောင်ကြောက်ရတဲ့အမေရိကန်စစ်တပ်အဲ့ဒါကိုအခုအမေရိကန်ကဒါထပ်လုပ်ပြလိုက်ပါပြီအဲ့တော့လက်နက်အားကိုးနဲ့အနိုင်ကျင့်တယ်လို့ပြောကြရအောင်အာဏာရှင်တွေလည်းလက်နက်အားကိုးနဲ့အနိုင်ကျင့်နေတာပဲလေအဲ့ဒီလက်နက်အားကိုးတဲ့အနိုင်ကျင့်နေတဲ့အာဏာရှင်တွေကိုအခုလိုလက်နက်အားကိုးနဲ့ပဲကမ္ဘာကောင်းဆောင်နဲ့ကမ္ဘာပလိတ်ကြီးကဝေဖန်တာပါအဲ့တော့ဒါဟာသမ္မတထရမ့်ကသူလုံးမယ်ဆိုပြီးပြောပြီး9နှစ်ကြာ9လကြာပြင်ဆင်ပြီးမှလုပ်တာပါအဲ့တော့ဗင်နီဇွဲလားသမ္မတအနေနဲ့အသာမဲ့ထွက်နိုင်တယ်တကယ်ဘာမှမပြင်ဆင်နိုင်ပါဘူးအထူးသဖြင့်မြန်မာပြည်ကစစ်အာဏာရှင်တွေအခု6800စာတွေအသာလာထွက်နေတယ်တကယ်အမေရိကန်လုံးရင်ဘယ်သူမှဘာမှမလုပ်နိုင်ပါဘူးအဲ့တော့6800စာနဲ့မြန်မာပြည်ကစစ်အာဏာသူတို့ကိုယ်တိုင်လက်နက်အားကိုနဲ့သူများကိုအနိုင်ကျင့်နေတာအဲ့တော့သူတို့ရဲ့ဆရာလက်နက်အားကိုနဲ့လက်နက်အားကိုလည်းအနိုင်ကျင့်နဲ့အမေရိကန်နဲ့တွေ့တဲ့အခါကျတော့ပြပြပေါ်သွားတာပါပဲတတိထားကြည့်ပါယူကရိန်းသမ္မတကိုလည်းရုရှားကအဲ့လိုနီးနဲ့ဝင်ဖမ်းဖို့ကြိုးစားတာပါအဲ့ဒါကိုအမေရိကန်နဲ့အနောက်နိုင်ငံများကယူကရိန်းသမ္မတကိုကယ်တင်ပေးလိုက်တာအားလုံးမှတ်မိမှာပါယူကရိန်းစစ်ပွဲစတဲ့အချိန်တုန်းကအဲ့တော့ပူတင်စားမရှိဘူးဒီနေတိုးနဲ့အမေရိကန်ကအဲ့ဒီအချိန်မှာကာကွယ်ပေးလိုက်တာဖြစ်တဲ့အတွက်ယူကရိန်းသမ္မတကိုသူတို့မရလိုက်ဘူးပြီးတော့ယူကရိန်းမျိုးတော်ကိုတပတ်အတွင်းသိမ်းမယ်ဆိုတာလည်းမဖြစ်လိုက်ဘူးအခုဗင်နီဇွဲလားကိုအမေရိကန်စစ်တပ်ချတာ9လရှိပြီ9လတိတိကျကျပြင်ဆင်ပြီးမှကိုသူတို့လိုချင်တဲ့ပြစ်မှတ်ကိုရအောင်ဝင်ယူပြီးတော့ထွက်သွားတာပါပြောချင်တာကဘာဆက်ဖြစ်မလဲဘယ်သူမှအခုထိတော့မသိဘူးလောလောဆယ်ကတော့အမေရိကန်နိုင်ငံကယူကရိန်းဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတကိုမနေ့လွန်ခဲ့တဲ့နိုင်ပိုင်းအတွင်းကဝင်ရောက်ဖမ်းဆီးသွားပါပြီ။သတင်းများအရအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က confirmation ပေးတာလို့တကမ္ဘာလုံးသိတာပါ။ပြီးတော့အဲ့ဒီဖမ်းဆီးရတဲ့သမ္မတကိုလည်းအမေရိကန်နိုင်ငံတိုင်းပြည်ရဲ့ပြင်ပကိုလေပြန်နဲ့ခေါ်ထုတ်သွားပြီလို့လည်းသတင်းတွေမှာတက်နေတယ်။ပြီးတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရိုဘီယိုပြောတယ်ဆိုပြီးတော့အမေရိကန်ထက်တော့အမတ်ကအဲ့ဒီဗင်နီဇွဲလားသမ္မတကိုအမေရိကန်နိုင်ငံကိုခေါ်လာပြီးအမေရိကန်နိုင်ငံမှာတရားစီရင်မယ်ဆိုပြီးတော့ပြောနေပါတယ်။ဒါဟာနောက်ဆုံးသတင်းပြဖြစ်ပါတယ်။မကြခင်မှာအသေးစိတ်သတင်းတွေကိုဆက်လက်ပြီးတင်ပြပေးပါမယ်။ဒါက breaking news အနေနဲ့ကြေညာပေးလိုက်တာပါ။အားလုံးမင်္ဂလာပါ။ကျေးဇူးများတင်ပါတယ်။ကျွန်တော်လည်းဖြစ်ပေါ်နေတဲ့သတင်းကိုသိချာနားထောင်ပြီးမှထပ်ပြောပါမယ်။